Hello အားလုံးပဲမင်္ဂလာပါရှင် Olivia ပဲဖြစ်ပါတယ် Olivia ကဒီနေ့ school accessory မလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ let's go ကြည့်လိုက်ကြရအောင်နော်အရင်ဆုံး Olivia ဝယ်လာတော့စာအုပ်လေးတွေကိုမှပန်းလေးနေပေါ့နော်အဲ့ဒီလေးကိုဝယ်လာပါတယ်အဲ့ဒီလေးကိုအမလုပ်ပြပါမယ်ရှင်သူကအပြင်ဘက်ကကြည့်နေတော့မှတော်တော်လာပါတယ်ပြီးတော့ Olivia အမြဲ top choice ပဲသုံးပါတယ်ကြည့်လိုက်ပါဦးတော်တော်လာပါတယ် Olivia တအုပ်ချင်းစီပြပေးပြန်ပါနော်တအုပ်ချင်းစီကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုလာပါတယ်ပြီးတော့သူကအယောင်သွေးလဲစုံပါတယ်သူ့ရဲ့စာအုပ်ပေါ်ကပန်းလေးတွေကနုနုလေးရဆိုလို့ရှိရင်အပြင်မှာတော်တော်လာရပေါ့နော်သူကပြီးတော့ပန်းလေးတွေလည်းစုံတယ်လို့ butterfly လေးတွေလည်းထည့်ပေးထားပါတယ်အဲ့အမေလေးဆိုတော်တော်လေးကိုလာပါတယ်ဒီစာအုပ်တွေအကုန်လုံး3တန်းခဲ့ရ3ခဲ့ရပေါ့နော်ပြီးတော့သူကစာအုပ်ကတော်တော်ထူရပေါ့နော်ပြီးတော့ချောမွေ့ညာပဲ top choice ကြီးကတော်တော်ချောပါတယ်ပြီးတော့ကောင်းတယ်ပေါ့နော်ရေးလို့သူရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်လည်း note လေးပါတယ်ပေါ့နော်နောက်တစ်ခုကတော့ Olivia အကြိုက်ဆို mobile လေးချက်ပုတ်ကလေးပဲဖြစ်ပါတယ်အဲ့လေးတွေကိုဖောက်ပြပါမယ်ဖောက်လို့မရတဲ့အတွက်အားလုံးကြည်တောင်းမှန်ပါတယ်လို့တော်တော်လေးကိုလာပါတယ်အပြင်မှာဆိုလို့ရှိရင်ပေါ့နော်တအုပ်ချင်းစီပြပေးပါမယ်အပေါ်ရောဟာပေါ့နော် Olivia ဖောက်လို့ကနည်းနည်းလေးချစ်ပြီးသွားပါတယ်အရင်နှမျိုးပါတယ်ခါကူပါဆိုလို့ရှိရင် Olivia အရန်ကိုကြိုက်ပါတယ် Olivia ခုနလက်ခက်လိုက်ထောင်းလိုက်တာမဟုတ်ပါဘူးအသေးပုံလေးပြလိုက်တာပါ